အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ page ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ဘယ်ဟာကို reaction လုပ်မလဲဆိုတာ okay ကြည့်လိုက်ဘာစားထားရလဲဆိုတာကြည့်လိုက်အောက်ခံဖြစ်နေတာအောက်ခံကိုလုံနေတာကြည့်အောင်ပစနေဆာနေကြည့်မယ်โอเคအောက်ခံတော့ရမှာဖြစ်ပါတယ်ဒီအောက်မင်းကလေးအောက်ခံကိုသူဘာလို့မလဲဆိုတာကြည့်အောင်နော်โอเคလက်ကွာ yes တဲ့နော်ဘာတွေနဲ့ဘာတွေရှောက်ရောနေတာလဲဘာတွေရှောက်ထည့်နေတာလဲမသိဘူးဒီအောက်ခံမှာဟာမုတ်လုံးမယ်ထင်တယ်ဒီဟာကိုမုတ်လုံးမယ်ထင်တယ် yes တဲ့ကွာဘယ်သူကျွေးမလဲမသိဘူးကြည့်လိုက်အောင်ကြော်နေတယ် yes တဲ့ကွာစားလို့ရပါမလားကွာကျွန်တော်တော့မစားရဲဘူးနော်တုံးပိတာအောက်ခံဆွေတယ်ဘယ်လောက်ဒီတော့မှယူစရာကောင်းမလဲမသိဘူး yes လိုက်တော့ကစတယ်ဆွေလက်တော့တိုင်ပဲစားပါကွာ yes တယ်La provoca. ဘယ်သူကျွေးမလားဘယ်သူကိုကျွေးခံမလဲတော့မသိဘူး okay ကြည့်ဆက်ကြည့်အောင်ဒီကောင်ကတော့ခံတော့မယ်ဒီကောင်ဒီကောင်ကတော့ငါ့ကိုထမင်းကျွေးတယ်ဆိုတော့စိတ်ထဲမှာတော့ပျော်နေမှာဘာကိုကျွေးတာလဲဆိုတော့ तू ကမသိဘူးဆိုတော့ okay စကြည့်အောင်တငယ်ချင်းလားကွာအဲ့လောက်ထိတော့မှမရက်စက်တယ်ဘူးနော်စားပြီမတိရှာဘူးသူရဲ့မြန်မာဘာအဲ့ဒါဘာများထင်နေတာလဲကြက်ကြော်များထင်နေတာလားဘာများထင်နေတာလဲမသိဘူးကြိုက်ပြီစုပ်တီးတယ်ဒီလားစုပ်တီးတယ်ရက်ဆက်တယ်ကွာဘီယာကိုလုံးဝမရည်ဘူးကြည့်လိုက်အောင်လုံးဝကိုခတ်တီးပဲနော်yes တဲ့ကွာပတ်စတော့မညောင်းနေပြီမတိရှာဘူးကွာဖွင့်ပြီနည်းတော့ရိတ်မိလောက်ပြီတင်တယ် तू အဲ့လိုဖွင့်ပြီတခုပဲဆိုတာစိတ်ထဲမှာတိနေတော့ပြီသူများအောက်ခံကိုများyes တဲ့ကွာတော်yes တဲ့ကွာဘော်ဒါတို့တဲမှာအဲ့လိုမျိုးအရန်စားတဲ့နောက်တဲ့လူရှိလား
yes တဲ့လောက်ထိတော့မစသင့်ပါဘူးကွာသူများဗိုက်စာနေတဲ့ချိန်မှာဆိုရင်မတင်တော့ဘူးနော် Okay thank you page လေးကိုlike and follower လေးလုပ်ဖို့ကျွန်တော်ဒီနေ့ကနေတောင်းဆိုချင်ပါတယ် bye bye နောက်မှတွေ့ကြမယ် see you next time